online ဆယ်လီ AR ပါရဲ့နောက်ဆုံးရ CCTV မှတ်တမ်းနဲ့ဖြစ်ရပြည့်စုံဒီနေ့မှာတော့ထိုင်းနိုင်ငံမဲဆောက်မြို့မှာဖြစ်ပွားခဲ့ပြီးလူမှုကွန်ရက်စာမျက်နှာတွေထံမှာပါတုံ့လောက်ချောက်ကြားစွာဖြစ်ခဲ့ရတဲ့ online ဆယ်လီ AR မှာကိုတင်စောတွေရဲ့ဝဲနေဖွေအားနာရေးတဲ့နဲ့နောက်ဆုံးပေါ်ထွက်ပေါ်လာတဲ့ CCTV မှတ်တမ်းခြေတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။လွန်ခဲ့တဲ့ဇန်နဝါရီလ19ရက်နေ့တော့ထိုင်းနိုင်ငံမဲဆောက်မြို့မှာအခြေချပြီးရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားအလုပ်လုပ်ကိုင်နေတဲ့ LGBT online ဆယ်လီတူဖြစ်သူ AR မှာရက်ဆက်စွာတပ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ဒီဖြစ်စဉ်ဟာဇန်နဝါရီလ19ရက်နေ့ည7:00နာရီခွဲဝန်းကျင်လောက်ပါစတင်ခဲ့တာပါ။သူဟာနေကနေထွက်သွားပြီးတဲ့နောက်အဆက်အသွယ်ပြတ်တောက်သွားခဲ့ရတဲ့အခုလိုမျိုးပစ္စည်းကိုလူသက်အလောင်းဖြောက်ခံထားတဲ့အနေအထားနဲ့ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။အခုနောက်ဆုံးထွက်ပေါ်လာတဲ့ထိုင်းမီဒီယာတွေရဲ့ CCTV မှတ်တမ်းတွေရဆိုရင် AR မှာမစုံပါခင်နိုင်ပိုင်းလိုပါသူနဲ့တူရှိနေခဲ့တဲ့သူတွေကတော့သစိမ်းတွေမဟုတ်ပါဘူး။ AR မှာသူ့ရဲ့ချစ်သူကောင်းလေးလို့ယူဆရတဲ့သူနဲ့တူလမ်းလျှောက်လာခဲ့တာကိုတွေ့ရှိရပါတယ်။သူတို့တို့ဟာမဲဆောက်မြို့ရဲ့လမ်းမတစ်ခုပေါ်မှာအတူရှင်တွဲလျှောက်လဲလာခဲ့ကြပြီး AR ရဲ့နောက်ကျောဘက်ကနေသူ့ရဲ့ချစ်သူဆိုတဲ့သူတရသက်တရက်ခန့်လိုက်ပါလာခဲ့တာဖြစ်ပါတယ်။ဒါရီမကသေးပါဘူး။သူတို့နှစ်ယောက်လမ်းလျှောက်လာပြီးစတိုးဆိုင်တစ်ခုထဲကိုဝင်ရောက်ကပြန်ထွက်လာတဲ့ချိန်မှာတော့နောက်ထပ်မျိုးသားတူကပါသူတို့နဲ့တူပူးပေါင်းပါဝင်လာတာကို CCTV ပါထင်ထင်ရှားရှားတွေ့မြင်ရပါတယ်။ဆိုလိုတာတော့ဒီလူသတ်မှုကိုကျူးလွန်ခဲ့တဲ့သူတွေဟာတယောက်တည်းမဟုတ်ပဲအနည်းဆုံး2ယောက်ရှိနေတယ်ဆိုတာအထင်ရှားပါပဲ။သူတို့သုံးသာလူပြတ်တဲ့လမ်းကြားလေးတွေကိုအတူတူရှောက်လဲဝင်ရောက်သွားခဲ့ပြီးအဲ့ဒီနေရာ AR ရဲ့နောက်ဆုံးခီးဖြစ်သွားခဲ့ရပါတယ်။လက်ရှိချိန်မှာတော့ထိုင်းနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ဒီမှုနဲ့ပတ်သက်ပြီး CCTV မှတ်တမ်းတွေကနေတစဉ်တရားခံတွေကိုဖမ်းဆီးရမိနိုင်ဖို့အပူတပြင်းရှာဖွေစုံစမ်းနေပါတယ်။ online ပေါ်မှာတရားခံတွေကိုဖမ်းမိပြီးဆိုတဲ့သတင်းတွေထွက်ပေါ်နေပေမဲ့ဒါဟာမဟုတ်မှန်သေးပါဘူး။ AR ရဲ့တငယ်ချင်းမိတ်ဆွေတွေဘက်ကတော့တရားခံတွေဟာလွတ်မြောက်နေဆဲဖြစ်ပြီးဖမ်းဆီးရမိခြင်းမရှိသေးကြောင်းအတည်ပြုပြောကြားထားပါတယ်။လိင်စိတ်ခံယူမှုကွဲပြားတာကိုအခွင့်ကောင်းယူပြီးအခုလိုယုံကြည်ရတဲ့သူတွေကရရဆက်ဆက်လှုပ်ကြံတက်ဖြတ်ပြီးပစ္စည်းတွေလူယူသွားတဲ့ဖြစ်ရပ်ကတော့တကယ်ကိုရှင်းနာစရာကောင်းလာပါရဲ့ရှင်။